ကဘာကြီးကိုသိမ်းပိုက်ဖို့နဂဗေဒပညာရှင်တွေဒါတွေကိုရှာဖွေခဲ့တယ်။နဂဗေဒပညာရှင်တွေဟာသမုဒ္ဒရာတစ်ခုလုံးကိုလွှမ်းခြုံထားနိုင်တဲ့ကဘာရဲ့အရွယ်အစားထက်2ဆလောက်ကြီးတဲ့ရှားပါကြိုကြီးတစ်လုံးကိုတွေ့ရှိခဲ့ပါတယ်။ဒီကြိုကို TOI 733B လို့အနာမည်ပေးထားပြီးတော့နေထက်အနှဲငယ်သေးတဲ့တခြားသောနေတစ်လုံးကိုလှက်ပတ်နေတာဖြစ်ပါတယ်။အဲ့ဒီနေနဲ့အလွန်နိကက်စွာလှက်ပတ်နေတာဖြစ်ပြီးတော့တပတ်ပတ်မိဖို့အတွက်ကတော့အချိန်က9ရက်နီးပါးလောက်ကြာတယ်လို့သိရပါတယ်ရှင်။ထူးခြားချက်အနေနဲ့ကအဲ့ဒီဂျိုပေါ်မှာရေသမုဒ္ဒရာတစ်ခုခိုအောင်တည်ရှိနေတယ်ဆိုတာကိုလည်းပညာရှင်တွေကတွေ့ရှိခဲ့ကြပါတယ်။နိုင်ငံပညာရှင်တွေကဒီဂျိုကိုဘလို့ရှာဖွေတွေ့ရှိခဲ့တာလဲဂျိုရဲ့မျက်နှာပြင်ပေါ်မှာအရေးတွေရှိနေတဲ့အကြောင်းဘလို့အချက်တွေနဲ့သိရှိခဲ့တာလဲဒီဂျိုရှာဖွေတွေ့ရှိမှုဟာနိုင်ငံဗေဒအတွက်ဘာကြောင့်တလောက်အရေးကြီးတာလဲစတဲ့စိတ်ဝင်စားဖွယ်မျိုးကွန်းလေးတွေရဲ့အဖြစ်ကိုသိချင်နေဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်ဗီဒီယိုလေးမစတင်ခင်မှာအခုလိုမျိုးဘူးစတာရပွဲရအကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ channel လေးကိုလည်း like and follow လေးလုပ်ထားပြီးဖို့ဥစွာပန်ကြားလိုပါတယ်ကဲဒါဆိုရင်အခုပဲစလိုက်ရအောင်ပါနော်သိပ္ပံပညာရှင်တွေနဲ့နိုင်ငံဗေဒပညာရှင်တွေဟာစကြောလာတွေကထူးဆန်းတဲ့ဂျိုတွေကိုအစင်ဆက်ရှာဖွေလေးလာကသူတေသနာပြုမှုတွေပြုလုပ်ခဲ့ကြပါတယ်။အဲဒီလိုရှာဖွေလေးလာခြင်းတွေကနေတဆင့်ကြောက်ဆောင်တွေနဲ့ကြီးပြည့်နေနေတဲ့ဂျိုတွေကိုလည်းရှာဖွေတွေ့ရှိခဲ့ကြသလိုဂျူပီတာလိုမျိုးဓာတ်ငွေတွေများစွာရှိနေတဲ့ဂျိုကြီးတွေအကြောင်းကိုပါသိရှိခွင့်ရရှိခဲ့ပါတယ်။တိတာထင်ရှားတဲ့အချက်ကတော့ကမ္ဘာကြီးရဲ့ 1.5 ဆနဲ့2ဆကြားလောက်ရှိတဲ့အာကာသဂျိုတွေဟာအံ့ဩစရာကောင်းလောက်အောင်ရှားပါလာကြတာကိုတွေ့ရပါတယ်။ဒါပေမဲ့ကမ္ဘာထက်သိငယ်တဲ့နပ်ဂျွန်ဂျိုငယ်လေးတွေကတော့အချိန်ကြာလာတာနဲ့အမျှကမ္ဘာနဲ့အရွယ်အစားတူတဲ့ကုန်းနေဂျိုတွေဖြစ်လာလိမ့်မယ်လို့လည်းသိပ္ပံပညာရှင်တွေကခန့်မှန်းထားကြပါတယ်။ဒါဆိုရင်တော့ကျမတို့ TOI 733B ဂျိုနဲ့ပတ်သက်တဲ့အကြောင်းကိုဆက်ကြပါစို့ရှင်။ဒီဂျိုကတော့ကမ္ဘာနဲ့အလင်းနဲ့245တန်းအကွာလောက်မှာတွေ့ရှိတဲ့ထူးဆန်းတဲ့ဂျိုတစ်ခုဖြစ်ပါတယ်။ဂျိုရဲ့ကောင်းကင်ကမ္ဘာချမ်းဟာဂျိုကိုလှက်ပတ်နေတဲ့အဝိုင်းအောင်ကျက်တစ်လုံးဖြစ်ပြီးတော့နေအောင်ကျတူးတဲ့ရဲ့96%နီးပါးမျှရှိပါတယ်။ဒီဂျိုကသူ့ရဲ့နေကိုဗဟိုပြုပြီးနီးကက်တဲ့အနေအထားနဲ့လှက်ပတ်နေကတပတ်ပတ်မိဖို့အတွက်အချိန်က4.9 ရက်ခန့်သာကြာမြင့်ပါတယ်။နေကိုလက်ပတ်နေစဉ်အတွင်းမှာအနေရဲ့စွမ်းအားမြင့်ဖို့တွင်တွေကဂျိုရဲ့လေထုကိုအယွန်းနေဖြစ်ပေါ်စေပါတယ်။ဂျိုရဲ့အချင်းဝက်ကိုတော့ကမ္ဘာကြီးရဲ့အချင်းဝက်ရဲ့1.99 ဆလောက်ရှိမယ်လို့လည်းခန့်မှန်းထားပြီးတော့ဂျိုရဲ့ direct shoot ကိုတွက်ချက်ဖို့အတွက်နိုင်ငံဗေဒပညာရှင်တွေက Hubble spectrograph ကိုအသုံးပြုခဲ့ပါတယ်။အဲဒါကတော့ချီလီနိုင်ငံမှာရှိတဲ့ ESO ရဲ့ 3.6 မီတာအချင်းရှိတဲ့ telescope မှာတက်ဆင်ထားတဲ့တိကျမှုမြင့်မားတဲ့ spectrograph ရောင်စင်တန်းဖတ်ရှုစက်ပဲဖြစ်ပါတယ်။အဲ့ဒီစက်နဲ့ဂျိုရီဂျယ်ရီရဲ့အချင်းနဲ့သူတို့လက်ပတ်နေတဲ့အလျံတွေကိုတိုင်းတာဖတ်ရှုတာဖြစ်ပါတယ်။ဂျိုတစ်ခုဒါမှမဟုတ်ကြက်တစ်ခုဟာဆိုရင်တော့ဆက်နဲ့ဖက်ရှုသူစီကိုဥတီလာနေတဲ့အနေအထားမျိုးဖြစ်တဲ့အခါဆက်ရဲ့မျက်နှာပြင်ပေါ်ကရောင်စင်တန်းတွေကအပြန်ရောင်ဘက်ကိုအနှဲငယ်ပြောင်းသွားလိမ့်ရှိပြီးတော့တကယ်လို့ဖက်ရှုနေသူရဲ့အဝေးဘက်ကိုဥတီရွေလျားနေချိန်မျိုးမှာဆိုရင်ရောင်စင်တန်းတွေကအနီရောင်ကိုပြောင်းသွားလိမ့်ရှိပါတယ်ဒီလိုရောင်စင်တန်းခွဲခြမ်းစိတ်ပြမှုဟာအရာဝတ္ထုနှစ်ခုကြားမှာရှိတဲ့ဆွဲငင်အားဆိုင်ရာအပြန်အလှန်သက်ရောက်မှုကိုဖော်ပြနိုင်ပြီးတနည်းအားဖြင့်တော့ဂျိုရဲ့ direct shoot ကိုခံမှန်းတွက်ချက်နိုင်မှာဖြစ်ပါတယ်နောက်ထပ်အသေးစိတ်တွက်ချက်မှုတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါ TOI 733B ဟာကမ္ဘာတူးတဲ့ထက် 9.9 အစခန့်အလေးချိန်ပိုမိုကြောင်းခန့်မှန်းတွက်ချက်ကြပါတယ်။ဂျိုရဲ့သိတဲ့စားကတော့1.9 စင်တီမီတာမှာ 3.98 ဂရမ်လောက်ဖြစ်လိမ့်မယ်လို့လည်းခန့်မှန်းကြပါတယ်ရှင်။ဒီကိန်းဂဏန်းကအင်္ဂါဂျိုထက်အနည်းငယ်လောက်ပိုမြင့်ပေမဲ့ကမ္ဘာဂျိုရဲ့သိတဲ့စားဖြစ်တဲ့ 9.51 ဂရမ်ထက်တော့လျော့နည်းနေတာဖြစ်ပါတယ်။အခုဆက်လက်ပြီးတော့ဒီဂျိုနဲ့ပတ်သက်တဲ့နောက်ထပ်စိတ်ဝင်စားဖွယ်တစ်ခုစီကိုချင်းကပ်ကြည့်ကြပါစို့ရှင်။တွက်ချက်ရရှိထားတဲ့အချက်လက်တချို့အရဒီဂျိုမှာနပ်ကျွန်းဂျိုနဲ့ဆင်တူတဲ့ဟိုက်ဒရိုဂျင်ဟီလီယမ်လေထုရှိနေနိုင်တယ်လို့လည်းသိရပါတယ်။ Photo evaporation ဖြစ်စဉ်ကြောင့်အချိန်ကြာလာတာနဲ့အမျှ resin တွေကမူလပင်မလေထုကိုဖယ်ခွာသွားနိုင်ပြီးပုံမလေးလံတဲ့ resin တွေနဲ့ဖွဲ့စည်းထားတဲ့ဒုတိယလေထုတစ်ခုအဖြစ်ပြောင်းလဲသွားဖို့ဦးတည်သွားစေပါတယ်။အဲ့ဒီဖြစ်စဉ်ကြောင့်မူလကလေထုထဲမှာတည်ရှိနေတဲ့ hydrogen နဲ့ helium လေထုကဆုံရှုံပြောက်ကွယ်သွားမှာဖြစ်ပါတယ်။ဒါပေမဲ့ photo evaporation ကိုပုံမခံနိုင်ရှိတဲ့ရင်းငွေတွေနဲ့ပြည့်ညက်နေတဲ့အကျွမ်းကျန်လေးတွေတစ်ခုဖြစ်လာနိုင်ခြင်းလည်းရှိနေပြန်ပါတယ်။ဒီအခြေအနေမျိုးကြောင့်လေထုဒုတဲ့မြပြမှုကိုထိန်းသိမ်းထားနိုင်ပြီးတော့ကမ္ဘာကျိုးလိုမျိုးသမုဒ္ဒရာကမ္ဘာကြီးဖြစ်လာစေဖို့အတွက်အလွန်အားကောင်းနေပါတယ်။ဒါပေမဲ့ဒီကိစ္စကိုရာနှုန်းပြည့်အကျက်ပြောနိုင်ခြင်းတော့မရှိသေးပဲတိကျတဲ့အဖြစ်ကိုရရှိဖို့အတွက်ဂျိုရဲ့လေထုကိုအသေးစိတ်ခွဲခြမ်းစိတ်ဖြာဖို့လည်းလိုအပ်နေသေးတာဖြစ်ပါတယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။